လူတန်းနေပေမဲ့အကောင်ပြောမခင်ရလို့စိတ်နာကဒူဘိုင်းကိုထွက်သွားတဲ့ Novoeta ငလင်ဘေးမှာလူတန်းခဲ့ပေမဲ့ကျေးဇူးတင်မခင်ရလို့ဝမ်းနဲ့နေရတာကတော့တရုတ်ဆောင်မင်းသမီး Novoeta ပါအခုဆိုရင် Novoeta ကငလင်ဘေးမှာဥပြပြလူတန်းခဲ့ပေမဲ့ဘသူမှချီကျူးဂုံပြတာမျိုးမလုပ်လို့စိတ်နာသွားခဲ့ရပါဒါကြောင့် Novoeta တယောက်ချစ်သူထက်ခိုင်ဝင်းနဲ့အတူဒူဘိုင်းမြို့မှာတော်တော်လေးကဲနေပါပြီမြန်မာနိုင်ငံမှာငလင်ဘေးကြောက်ရောက်နေတဲ့အစောပိုင်းမှာ Novoeta ကဘယ်သူမှမရောက်ခင်သူမကအရင်ဦးဆုံးမန္တလေးကိုရောက်ရှိပြီးတော့လူတန်းကုသိုလ်ယူခဲ့ပါတယ်။ဒါအပြင် Novoeta ကငလင်တန်းကိုအဆိုးဆုံးခံစားရတဲ့စကိုင်းနဲ့အင်းလေးဒေသတွေထိသွားရောက်ပြီးတော့ငလင်ဘေးတင်ပြည်သူတွေကိုသိမ်းရထောင်ချီလူတန်းကူညီမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့လူတွေကတော့ Novoeta ဟာလွှမ်းပိုင်တဲ့ကိစ္စကြောင့်အခုထိအမြင်မကြည့်ဖြစ်ပြီးအနုပညာလောကတွေပြန်လာခြင်းလို့လှူပြနေရလို့ဆိုကြတာပါ။ဒါကြောင့် Novoeta ကအလူတန်းမလုပ်တော့ပဲဒူဘိုင်းမှာအပန်းဖြေနေပါပြီ။ဒူဘိုင်းမြို့ဆိုတာကကမ္ဘာပေါ်မှာအချမ်းသာဆုံးတထေးတွေအပန်းဖြေနိုင်တဲ့အရှိအလယ်ပိုင်းကခင်မီတိုတက်တဲ့မြို့တော်ပါဒီလိုမျိုးနက်ပြည်အလားတရားလှပတဲ့ဒူဘိုင်းမြို့တော်မှာ Novoeta တယောက်ချစ်သူထက်ခိုင်ဝင်းနဲ့အတူဒေါ်လာသိန်းချီတန်တဲ့ပြိုင်ကားလေးစီးပြီးအပန်းဖြေခရီးထွက်နေပါပြီဒါကြောင့်အားလုံးကတော့ Novoeta ရဲ့ဘဝကိုအားကျကြပါတယ် Novoeta တယောက်ဒီလိုချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်နေတာကချစ်သူထိတ်တန်းခရိုနီတထေးကြီးကိုထက်ခိုင်ဝင်းကြောင့်လို့ဆိုရမှာဖြစ်ပါတယ်ရှင်